Sarina ကအန်ဒီရီကိုတတိထားပြီးပင်လယ်တွေကိုမျက်နှာမူပြီးကုခက်ရုံကန်နေပါတယ်။ကြိုးစားအားထုတ်ပြီးနောက်မှာတော့နောက်ဆုံးတွင်ပင်လယ်ကမ်းခြေကိုရောက်ပြီးလဲကျသွားပါတယ်။ဒီအဖြစ်အပျက်ကလွန်ခဲ့တဲ့နေ့ရက်ကစပြီးဖြစ်ခဲ့တာပါ။ Sarina ကသူ့ခင်မွန်းကြနဲ့သူတို့မိတ်ဆွေတချို့အပါအဝင်ကမ်းခြေကိုရောက်လာပြီးခစ်မိတဲ့လေတစီးစီးဖို့သွားကြတာပါ။အမျိုးသမီးတွေကတော့မန်တူးဆိုတဲ့ဝန်တန်းလေးကိုချက်ချင်းမျက်စိအစုံကြည့်လိုက်ပါတယ်။သူဟာအရန်ချောမောတာကြောင့်ပါ။စကားပြောတဲ့တုန်းပဲသူကမကြည့်ချင်ဘူးလို့ပြောတယ်။မာရီကသူ့ကိုလက်နဲ့ရိုက်လိုက်တယ်။နော်ဂီကလည်းပြန်ရိုက်လိုက်တယ်။ဒါကြောင့်ဂျက်ကကူညီပေးချင်တယ်။ဒါပေမဲ့ဆာရီနာနဲ့သူ့တငယ်ချင်းတွေကဝင်မပါနဲ့လို့ပြောတယ်။မာရီကနော်ဂီနဲ့ဧည့်သည်တွေစိတ်မကောင်းစွာစကားပြောပြီးနောက်ဆုံးမှထွက်သွားလိုက်တယ်။ညမှာတော့ဂျက်ကပင်လယ်စိတ်ကိုင်းမှာဖိခဲ့တဲ့အကြောင်းနဲ့နော်ဂီကိုအရန်ဟားထားတယ်လို့ပြောပြီးသူတို့နဲ့တပွဲတောက်ဖို့ဖိတ်ခေါ်လိုက်တယ်။ဒါပေမဲ့နော်ဂီကငင်းဆိုလိုက်တယ်။ဂျက်ကတော့နော်ဂီကအရန်စိတ်ဆိုးတယ်ဆိုတာပုံမသေးချသွားပြီ။ညစာစားပြီးတော့မှဂျက်နဲ့ဆာရီနာကအရင်ကလိန်ဆက်ဆံမှုတွေပြုလုပ်နေကြတယ်။သူတို့အခန်းနဲ့နော်ဂီအခန်းကဖေးချင်ပါပါ။အခန်းထဲကအတန်လေးကိုအားလုံးနားကကြောင်းနေရပါတယ်။အစမှာတော့သူမတိမတာနားမထောင်ဘူးကြိုးစားပြီးနားနှစ်ဖက်ကိုဖုံးကွယ်ခဲ့ပေမဲ့နောက်ကျတော့စိတ်ဝင်စားလာတယ်။အဲ့ဒီအချိန်မှာမာရီကအခြားသောကိစ္စတစ်ခုကိုလုပ်နေတယ်။သူကပုံလေးတွေကိုရွေးပြီးနော်ဂီနဲ့အတူအရင်ကအမတ်တရားတွေကိုစဉ်းစားပြီးသူ့ကိုအရာပေးဖို့ကြိုးစားနေတယ်။ဒါအပြင်ဂျန်နဲ့ဆာရီနာတို့ရဲ့စွိုင်းအင်းကိုလည်းသူ့အကျိုးပြုဖို့အတွက်ချိတ်ဆက်ယူနေတယ်။နောက်တစ်ရက်နော်ဂီကသူ့မာတဲ့တောက်စရာတွေယူမလာလို့ဂျက်ကအစိဆိုးနေတယ်။တစ်ချိန်တည်းမှာနော်ဂီလာပေးတယ်။အဲ့ဒါနဲ့အတူရဲစရာပြောကြတယ်။ဒီတော့ဂျက်ကပြန်ပြီးတိုင်ပင်တယ်။ကိတ်သိန်းရစ်ချက်ကဒီကိစ္စကိုကိုယ်တိုင်ဆောင်ရွက်ပေးမယ်လို့ပြောတယ်။ဒါနဲ့ရစ်ချက်ကနော်ဂီကိုသူ့အပြုတ်မှုကြောင့်ဒေါသထွက်ပြီးအငင်းပွားခဲ့တယ်။ရစ်ချက်ကဒုက္ခပြီးရင်အလုပ်တွေဆုံးရှုံးနိုင်တယ်လို့တတိပေးလိုက်တော့နော်ဂီကအလုပ်လက်မခံတော့ဘူးလို့ပြန်ပြောခဲ့တယ်။ဒေါသထွက်နေတဲ့နော်ဂီကအဝတ်စုပ်ကိုမီးပို့တဲ့ကြည့်ပြီးမီးပို့ချောင်းကနေထွက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာအဝတ်စုပ်ကမီးပို့ပေါ်ပြစ်ချမိပြီးမီးလောင်သွားပါတယ်။မကြခင်မီးလောင်မှုဆိုးဝါးလာတယ်။အဲ့ဒီမီးကိုမြင်လိုက်တော့အခြားပိတ်ကြီးအရာကိုတတိပေးလိုက်တယ်။ကစ်တင်ကတေတာမီးတတ်ဖို့ကိုယူပြီးမီးတတ်ဖို့ကြိုးစားတယ်။ဒါပေမဲ့နောက်ကျသွားပါပြီ။မီးစီကြီးကအမိုးပေါ်ထိရောက်လာပြီ။ရစ်ချက်ကအထက်ကနေထွက်ဖို့ကြင်ညာပြီးဂျက်နဲ့အငင်းပွားရတယ်။ဂျက်ကသူ့ကိုဘယ်လိုပြင်ရမလဲဆိုတာကိုတိုင်ပင်နေတယ်။သူတို့ဤလေဒီကိုပျက်စီးပြီးလူတိုင်းကရေထဲကိုဆင်းလိုက်တယ်။အခုတော့ဆာရီနာတယောက်တည်းကျွန်းပေါ်မှာရှိနေပြီးဘာလို့ရမလဲဆိုပြီးစဉ်းစားနေတယ်။ရေထဲမှာတစ်ခုခုကိုမြင်လိုက်တော့ရစ်ချက်ရဲ့ခန္ဓာကိုယ်ဆိုတာသိလိုက်ရတယ်။အမြန်ဆုံးသူ့ကိုကယ်တင်ဖို့ကြိုးစားပြီး CPR နှုတ်ဖို့ကြိုးစားတယ်။ဒါပေမဲ့သူ့ပါးစပ်ထဲကနေသွေးတွေထွက်နေလို့ဖျောက်သွားတယ်။အဲ့ဒီအချိန်မှာမန်တူးကသူ့ကိုတွေ့ပြီးကူညီဖို့ကြိုးစားတယ်။ဒါပေမဲ့ရစ်ချက်ဟာအရင်တည်းကအသက်မရှိတော့ပါဘူး။ရောက်တော့မိုးပြန်ရွာလာပြီးသူတို့နှစ်ယောက်ကပျက်စီးသွားတဲ့လှေရဲ့အောက်မှာအတူဝင်နေလိုက်တယ်။အဲ့ဒီအချိန်မှာဆာရီနာကအရန်အေးနေတဲ့ကြောင့်နော်ဂီကသူ့မကိုအင်ဂျီတည်းပေးတယ်။နောက်နေ့မနက်နော်ဂီကရစ်ချက်ကိုမြုပ်ပြီးသူ့ရေကာမျက်နှာမုံကိုတတ်ပြီးငါးဖမ်းဖို့သွားခဲ့တယ်။တဲထဲမှာဓာတ်တလက်ကိုရှာတွေ့တယ်။ဆာရီနာကနော်ဂီအဝတ်ပါလာနဲ့ရေချိုးပြီးပြန်လာတဲ့အခါမျက်နှာလွှဲနေလိုက်တယ်။သူမရေထဲဆင်းတော့နော်ဂီကသူမရဲ့ခန္ဓာကိုယ်ကိုလည်းသဘောကျတယ်။သူတို့ပြန်ဖို့အကြောင်းစကားပြောကြပြီးနော်ဂီကသူတို့ပြန်ရဖို့လမြောင်းစွာကြားနိုင်တယ်လို့ရှင်းပြတယ်။ဆာရီနာမီးဖို့စတင်တဲ့လို့ပြောလိုက်တော့နော်ဂီကမီးဖို့အရှင်မပြေဘူးပြောလိုက်တယ်။အဲ့ဒါဆိုအင်းတလုံးဆောက်ကြမယ်။ခက်ခဲသွားတယ်။လက်နဲ့တစ်ပင်ရွက်တွေနဲ့အပင်းတွေကိုဖြတ်တယ်။ပြီးတော့သူနှစ်ယောက်အကူညီနဲ့ကျွန်းပေါ်ကအရာဝတ္ထုတွေအသုံးဝင်နိုင်တဲ့အရာတွေကိုရှာပြီးအင်းကောင်းတလုံးတီဆောက်ခဲ့ကြတယ်။သူတို့တစ်တီနဲ့ရေကူစားစားတော့ပြီးရှာဖွေဖမ်းဆီးလို့ရတဲ့ငါးကိုစားကြတယ်။နောက်နေ့မနက်ဆာရီနာကလက်ရှိချင်းနေကြောင့်စိတ်မကောင်းတော့နော်ဂီကသူ့ကိုစိတ်ပြေလက်ပြောက်ရေကူးကိုဖိတ်ခေါ်လိုက်တယ်။အဝတ်တွေဆိုမှဆိုလို့အဝတ်အကုန်ချွတ်ပြီးရေထဲဆင်းကူးခဲ့တယ်။ဆာရီနာကလည်းစိတ်လွင့်နေပြီးနောက်အလိုအတူနေလိုက်ကြတယ်။သူမနော်ဂီကိုမာရီအကြောင်းမေးတယ်။နော်ဂီကသူ့ကိုတိုက်ခိုက်စေခဲ့တာမာရီကသူ့ကိုတငယ်ချင်းတွေရှေ့မှာမကောင်းပြောထားတာကြောင့်ပါ။ပြဿနာတွေကိုရင်ဆိုင်မချင်လို့ပါဆိုပြီးပြောတယ်။နော်ဂီကသူမကအားလုံးအတွက်သူ့ကိုပုံချပြီးပြစ်တင်ချင်တာပဲထင်တယ်။နောက်ဆုံးမှမာရီကကိုဝင်ရှိလာတယ်လို့ပြောခဲ့တယ်။နော်ဂီကလက်ထပ်ချင်တယ်လို့ပြောခဲ့တယ်။ဒါပေမဲ့နော်ဂီကခဏတော့ငင်းဆိုခဲ့တယ်။နော်ဂီကဆာရီနာရဲ့ဘဝအကြောင်းမေးတော့သူမကမဖြေချင်ဘူး။သူကတဲကန်နိုင်တဲ့ကိုဆင်းပြီးငါးသေးသေးလေးတကောင်ဖမ်းဖို့ကြိုးစားပေမဲ့နောက်ဆုံးတော့သူကကန်းချေပြန်လာတဲ့ခါမှာတော့ဂျက်ကမြေပုံလေးကထွက်လာပြီးမတည်သေးဘူးဆိုတာကိုမြင်ရပြီးအနားသင်းသွားတယ်။ချက်ချင်းဆာရီနာကြည့်ပြီးအဲ့ဒီလူကိုပြန်လဲတွေ့ဆုံကြတယ်။ဂျက်ရဲ့6ချက်တန်းသားတွေကအနားယူဖို့လိုတယ်။ဂျက်အိမ်နေစင်မှာဆာရီနာကမန်တူးကိုဂျက်ကိုကယ်တင်ပေးတဲ့သူကြီးစုတင်ပါတယ်။ဂျက်အေးရထားနေစင်မှာမန်တူးနဲ့ဆာရီနာရီထဲမှာကစားနေတာကိုမြင်ပြီးစိတ်ထဲမှာတီဝေးသွားတယ်။သူတို့နှစ်ယောက်အခန်းကိုပြန်သွားပြီးအားတင်သွားတယ်။မီးရှာပေးနိုင်မလားမေးတော့ဂျက်ကတော့တစ်တုံးနဲ့မီးရှာနိုင်တယ်လို့ပြောတယ်။ဒါပေမဲ့မန်တူးကဒီကတစ်သားနဲ့မထိနိုင်ဘူးလို့သိလို့ဂျက်ကလက်လက်မီးလောင်နေတယ်ဆိုတာဖော်ထုတ်လိုက်တယ်။ဆာရီနာကဂျက်ကိုစိတ်ဝင်စားလာပြီးမန်တူးကတော့သူတို့ကိုကြည်ရင်စိတ်မကောင်းဖြစ်နေတယ်။ပြီးတော့ဆာရီနာကသူတို့မိတ်ဆွေတွေဘယ်လိုဖြစ်နေတယ်လဲလို့မေးလိုက်တယ်။ဒုက္ခရောက်ပြီးဂျက်ကသူတို့တေသောလောက်ပြီးထချောင်းအတီးပြုတ်လိုက်တယ်။ဂျက်ကမန်တူးကိုငါးဖြတ်တာကြိုက်ပြီးဖို့ပြောတယ်။ဒါပေမဲ့မန်တူးကဂျက်ကိုတတိထားပြီးသူ့ဘာသူငါးကိုဖျက်ပစ်လိုက်တယ်။မန်တူးကရီကူးရန်ထွက်တော်တဲ့ခါမှာတော့ဂျက်ကဆာရီနာကိုမင်းဘာလုပ်နေတာလဲလို့မေးတယ်။မင်းနဲ့သူကမိတ်ဆွေတွေအဆင်ပြေလားမေးလာနဲ့စိတ်ဆိုးသွားပြီးရီကူးဖို့ထွက်သွားဟဲ့တယ်။ပြောလာချိန်မှာတော့သူကသူ့အပြုတ်မှုတွေတောင်းပန်ပြီးအဲ့ဒီအချိန်လေးကြောင့်စိတ်ညစ်နေတာလို့ပြောတယ်။အဲ့ဒီအချိန်မှာမန်တူးပြောလာပြီးငါးဖမ်းလို့မရဘူးပြောတော့ဒါကိုဂျက်ကသူ့ကိုဆာရီနာရဲ့အကူအညီယူပြီးသွားဖို့အတူဖမ်းဖို့အကြံပေးခဲ့တယ်။သူမထွက်သွားဖို့မတိုင်ခင်ဂျက်ကကိုပြောလိုက်တယ်။မန်တူးကလက်နဲ့ဆောင်ပြသူ့စနီးကိုခိုးဖို့ကြိုးစားနေတယ်လို့ပြောတော့ဒါကိုဆာရီနာကရဲစရာထင်မှတ်လိုက်တယ်။တဲကနာယာမှာမန်တူးက lobster တကောင်ဖမ်းနိုင်ခဲ့တယ်။ပြီးတော့ဆာရီနာကိုချီတီတဲကနာယာကိုကြည့်ဖို့ကူညီပေးခဲ့တယ်။ဆာရီနာကရှာကိုမြင်ပြီးကြောက်သွားတယ်။ဒါပေမဲ့မန်တူးကဟာတာလူပြီးသူ့ကိုရဲစရာဖန်တီးပေးခဲ့တယ်။ဆာရီနာကသူ့ကိုရိုက်ကူးဖို့ရည်ရွယ်ထားတာကိုသိလာတယ်။နှစ်ယောက်ကကန်းချေကိုပြန်လာတဲ့ခါမှာတော့ဂျက်က
ဝစ်ချက်သေးဆုံးပြီးနောက်မှာသူ့ပစ္စည်းတွေကိုယူဖို့မြေအောက်ကနေထောက်ထားတာတွေ့ခဲ့ရတယ်အဲ့ဒီမှာအဝတ်စားနေဓာပါဝင်တယ်သူကလည်းတဲကိုရွှေ့ထားပြီးတူးချင်းစီအတွက်တဲမာနေနိုင်မှုနဲ့မန်တူကိုပျက်စီးနေတဲ့တင်းဘောကိုပေးထားတယ်ဆာရီနာကသူ့ရဲ့စိတ်ထားပုံစွန့်လာပြီးမန်တူကသူတို့ရဲ့ဘဝကိုကယ်တင်ခဲ့တာလို့သတိပေးတယ်ဂျက်ကဆာရီနာနဲ့မန်တူကြားမှာတခုခုဖြစ်ခဲ့တယ်လို့ထင်ပြီးဆာရီနာကအဲ့ဒါကသူ့စိတ်ထဲမှာပဲရှိတယ်လို့ပြောပြတယ်ဂျက်ကသူတို့ကအယူမှုဆက်ဆံနေတယ်လို့ထင်နေတယ်ထူမကတော့အဖြစ်ကိုရှောက်တင်နေတာဆိုတော့လှုပ်လိုက်ကြဖို့ပြောတယ်ဂျက်တယောက်သူတို့နဲ့ညာစာစားဖို့ဝင်လာတဲ့ခါမှာဆာရီနာကနေအောင်ကိုတောင်အကျွမ်းစကားလေးတွေစလုပ်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့အဆုံးမှာအဲ့ဒီယောက်ျားတွေအကြောင်းမှာအငင်းပွားမှုဖြစ်နေတာပဲမန်တူချက်ကိုဒီနေရာမှာပတ်စံကဘာမှလုပ်မရကြောင်းသူကအကိုကိုသုံးစားမရတဲ့ green ကိုတယောက်ပဲလို့သတိပေးတယ်ဂျက်ကတုံ့ပြန်ပြီးမန်တူကိုမီးရှိတယ်လို့ပြောပြတယ်အဲ့ဒီမှာမန်တူကမီးကိုတော့အတူသုံးနိုင်ပေမဲ့ကိုစားစာကိုကိုတိုင်ပဲဖန်ဆီးရှာခွေရမယ်လို့ပြောပြတယ်မန်တူထွက်သွားတဲ့အချိန်မှာဆာရီနာကဂျက်ကိုစွန့်လာတယ်အခုတော့အစားအစာကိုရှိတော့ဘူးဆိုတော့ဂျက်ကသူ့ကိုအစားအစာရှာပေးမယ်လို့ကတိပေးပြီးတောထဲမှာချင်းတင်ကလေးတစ်ကောင်ကိုရှာတွေ့ခဲ့တယ်ဒါပေမဲ့သူစားရင်အော့အန်သွားတယ်ပြီးတော့သူတို့ရီကူးတော့ကိုဆုံးဖြတ်တယ်ဒါပေမဲ့ငားငယ်လေးတစ်ကောင်ဒါဖမ်းရတယ်ဂျက်ကရီခဲချောင်းတဲ့ကိုသွားဖို့ဆုံးဖြတ်တဲ့အခါဆာရီနာပြန်သွားပြီးမန်တူကငားတဲ့များစွာရှိပြီးသူ့နဲ့အတူမှောက်ဝေစားဖို့ပြောခဲ့တယ်ဒါပေမဲ့ဆာရီနာကဂျက်ကိုအစားအစာတွေ့သွားမယ်လို့ထင်နေတယ်နည်းနည်းလေးစိတ်ညစ်လာတဲ့မန်တူကဂျက်ကဆာရီနာကိုမကောင်းမလို့တာကိုပြောပြပြီးသူမစားရဲ့လွတ်ရက်ချက်ကိုထားမယ်လို့ကတိပေးတယ်သူမကိုပထမအချိန်တွေ့တဲ့ခါကဆွေးဆောင်ခံထားတယ်လို့လည်းပြောတယ်ဆာရီနာကသူ့ကိုယုံကြည်ရမလားမသိကြဘူးဒါပေမဲ့အစားတော့ကအရေးကြီးလို့နောက်ဆုံးမှငားတချို့ကိုစားလိုက်တယ်မန်တူကိုထိန်းချုပ်ပြီးနှုတ်ခမ်းသားမှာမှုန့်တစ်ခုကိုပေးတယ်ကိုင်းဆောင်မှာတော့ချက်ကငားငယ်လေးတွေပဲတွေ့တယ်အဲ့ဒီငားတွေဖမ်းဖို့အများကြီးစူးစမ်းရတယ်ဆာရီနာကိုပြန်သွားပြီးချိန်မှာမန်တူကအဝါရောင်ငားတွေကိုမစားဖို့တတိပေးတယ်အဲ့ဒါတွေအစိတ်ရှိတယ်ဂျက်ကတက်တုံးတစ်ခုတွေ့ပြီးမန်တူရဲ့အတူကစားနေတယ်လို့ထင်လာတယ်ဆာရီနာကသူ့ကိုခိုးယူတာလို့ပြောတော့ဒါပေမဲ့ချက်ကမယုံဘူးမန်တူကိုမေးတော့ဆာရီနာကခိုးယူဖို့မလိုဘူးသူကပြန်ပေးမယ်လို့ပြောတယ်ဆာရီနာကပြင်းပြင်းထန်ထန်ညံဖြစ်လာတော့မန်တူကနေအဝေးဆုံးကိုထွက်သွားမယ်လို့ပြောတယ်ဒါပေမဲ့ချက်ကမလို့ချင်းဘူးအဲ့ဒီတော့အချိန်ကြာအစားအစာဖမ်းဖို့ကြိုးစားကြတယ်ချက်ကပြန်လိုက်ကြည့်လိုက်တော့သူ့မီးတွေပျောက်သွားပြီအခုတော့မန်တူမှတခုရှိနေပြီသူပြန်ပေးပြီးသူတို့နေတဲ့နေရာကိုသွားပြီးမန်တူကိုမီးတွေခိုးသွားတယ်လို့ဆွဆွေးတယ်ဒါပေမဲ့မန်တူကမီးလောင်စေတဲ့မီးစပတ်ကလက်ထဲမှာကျစေတယ်လို့ပြောတယ်အဲ့ဒီခါမှာချက်ကတန်းနဲ့မီးကိုညှင်းလိုက်တယ်ဆိုတော့မန်တူကတစ်တုံးနဲ့သူ့ကိုအနှဲငယ်လှုပ်တယ်ချက်ကပြန်လဲတိုက်ခိုက်ပြီးနေရာလုံးတန်းပေါင်းပေါ်မှာအချာကြီးတပ်ပုံနေကြတယ်အခုရတဲ့အခါမှာတော့ဆာရီနာကအဲ့ဒါကိုမထိခိုက်နိုင်အောင်ဖယ်ရှားထားတယ်တရားစိတ်ဆိုတဲ့ချက်ကမန်တူကိုမီးစစ်တင်ပြီးဆာရီနာကိုခိုးဖို့ကြိုးစားတယ်လို့ဆွဆွေးခဲ့တယ်သူကငားကိုယူပြီးနေအိမ်ပြန်သွားတယ်အချိန်ကြာပြီးနောက်မှာတော့ချက်ကဖျိုးဝှက်စွာတစ်ခုခုဆောက်လုပ်နေတယ်မန်တူအိမ်နေစမှာချက်ကသူ့ရဲ့မျက်မှန်ကိုခိုးသွားတယ်မန်တူနိုးလာတော့ချက်ကမျက်မှန်ယူပြီးရေကူးသွားတာကိုမြင်ပြီးအဲ့ဒါကြောင့်စိတ်ဆိုးသွားခဲ့တယ်အဲ့ဒါကြောင့်တိုက်ခိုက်ဖို့သွားခဲ့တယ်ဆရီကသူ့ကိုတားဆီးဖို့ကြိုးစားပြီးအပေါ်တက်လာတယ်မန်တူကချက်ချင်းပဲသူမကိုဖီးအားပင်ကြားဆင်းစေပြီးမတင်တော်တဲ့နီလာနဲ့ကြည့်တွေ့တယ်အစမှာဆရီနာကမလုပ်ချင်ဘူးလို့ပြောတော့လေမန်တူကသူ့စွမ်းရည်ကိုပြသပြီးနောက်ဆုံးတော့သူ့ကိုပြုတ်ချင်စေတယ်အလောက်ပြီးတော့မန်တူကဆရီနာကိုမေးတယ်သူနဲ့အတူနေမလားဆရီနာကသူ့ကိုညှင်းပြီးလျှို့ဝှက်ချင်တဲ့အနေနဲ့မပြောဘူးလို့တောင်းဆိုတယ်မန်တူကမပြောဘူးလို့ကတိပေးပြီးသူမကိုချစ်တယ်လို့ပြောတယ်အဲ့ဒီချိန်မှာတော့ဂျက်ကကိုတောင်ပြုတ်လို့ထားတဲ့မျက်မှန်နဲ့လက်နဲ့ကွင်းကောင်းတဲ့ငားလေးကိုဖားနေပြီးဂျက်မကြခင်မှာတော့ခြံကန်ရုပ်ပေါ်ပြန်ရောက်ပြီးမျက်မှန်ကိုမန်တူကိုပြစ်ပြီးသူဖမ်းထားတဲ့ငားကြီးကိုဆရီနာကိုပြတယ်ဆရီနာကသူ့ကိုမျက်မှန်ယူသွားတာကြောင့်စိတ်ဆိုးနေတယ်ဆိုတာဂျက်ကနားလည်လာတယ်မန်တူစိတ်မှာသူတိလိုက်ကဆရီနာကသူ့နဲ့နေကြီးဖို့ပဲဖြစ်တယ်ဂျက်ကအလွန်ယူသွေးပြီးအိမ်လုံးကိုထိုးတယ်ဆရီနာကအရန်စိတ်ညစ်သွားပြီးဂျက်ကသူ့စပင်ကိုဖမ်းဆွဲပြီးမန်တူနေရာကိုဆွဲသွားပြီးဒီမှာနေပါအောင်လို့ပြောတယ်မန်တူကဆရီနာကိုအားပေးပြီးဂျက်ကလွတ်အပ်တာမရှိတော့ဘူးလို့ပြောတယ်နောက်ပိုင်းမှာတော့ဂျက်ကစိတ်ကားမှရှာတွေ့တဲ့အရာတွေထက်ကပလတ်စတစ်ဘူးတစ်လုံးပါဝင်ပြီးသူ့ကိုယ်သူဂေါ်မန်မှန်ဖြစ်လို့နိုင်ခဲ့တယ်ပြီးတော့ရေကူးသွားတယ်အချိန်တော်တော်ကြာလောက်မမြင်ရတော့တာပါဒါကြောင့်ဆရီနာစိတ်ပူနေတယ်မန်တူကသူကိုယ်တိုင်မသိပဲဆရီနာကိုအတူတွဲပြီးကစားပေးတာနဲ့ဆရီနာရဲ့စိတ်ပူမှုကိုဖယ်ရှားပေးနေတယ်ဂျက်ကသူတို့ကိုခဏခဏအဝေးကနေကြည့်နေတယ်နောက်တစ်ချိန်ဂျက်ကရေငုပ်သွားတဲ့အခါတခြားသင်းဘောကိုတွေ့ပြီးချက်ချင်းကန်းကျဲသူ့ဆွဲယူလာလိုက်တယ်မန်တူနဲ့ဆရီနာကသူ့ကိုကူညီဖို့ကြိုးစားပေမဲ့ဂျက်ကသူတို့ကိုဖယ်ရှားလိုက်တယ်နောက်ပိုင်းဆရီနာကဂျက်သင်းဘောပင်နေတဲ့အကြောင်းသတိထားမိပြီးသူ့ကိုရဲစရာထိအောင်ပြုတ်ပြတယ်ပင်လယ်မှာတေမှာပေါ့လို့ဒါကြောင့်အငင်းပေါ်မှုဖြစ်ပေါ်ပြီးဂျက်ကသင်းဘောကိုထိုးရိုက်တော့ဆရီနာကရုတ်တရက်လိုင်းလျှောက်ထွက်သွားတယ်ညတညမှာတော့မန်တူနဲ့ဆရီနာပြောနေကြတော့ဂျက်ကဆရီနာကိုမန်တူသူနဲ့ရင်ပြန်ရအောင်လို့အော်ပြောလိုက်တယ်ဆရီနာကမန်တူကိုအဲ့ဒါမမှန်ကန်ဘူးလို့ပြောပြပြီးသူနှစ်ယောက်ရေထဲကိုပြေးဖို့ဖြစ်နေကြတယ်ဂျက်ကတက်တော်တွေကနေကြည့်နေတယ်ဂျက်ကိုမြင်တဲ့နောက်ဆရီနာကမန်တူကိုပြောတယ်အဲ့ဒီဂျက်ကိုထားခဲ့ပြီးလွှေကိုယူပြီးထွက်ကြမယ်လို့နောက်တစ်နေ့မနက်မှာဂျက်ကခီးအတွက်အစားအစာယူဖို့ငါးဖမ်းသွားတယ်ဆရီနာနဲ့မန်တူကအခွင့်ကိုအသုံးပြုပြီးလွှေကိုခိုးယူပြီးဂျက်ကသူတို့ကိုတွေ့တော့အမြန်ပြေးလာလိုက်တယ်ဒါပေမဲ့သူတို့ကအဲ့ဒီလွှေပေါ်မှာရှိနေချင်းသူတို့ကိုဖမ်းမခံခင်ထွက်ပြေးသွားတာနဲ့ပဲဂျက်ကထိုင်ပြီးနားလိုက်တယ်လွှေနဲ့တနားကြီးခန့်သွားတဲ့အချိန်မှာသူတို့ကလွှေထဲမှာအပေါက်နေတာရှိတာနဲ့ရေဝင်နေတယ်ဆိုတာတွေ့လိုက်တယ်ဆရီနာကတော့ဒါဟာဂျက်ရဲ့လက်ချက်ပဲဆိုတာတွေ့လိုက်တယ်ဂျက်ကလွှေပင်နေသူတို့သဘောနဲ့အဲ့ဒီလွှေကိုခိုးဖို့လုံဆော်ထားတာထက်ပြီးသူတို့ကိုရေထဲမှာနစ်မုန်တောင်ကြံစီလိုက်တာပါလွှေကအမြန်ဆုံးမြုပ်လာပြီးသူတို့နှစ်ယောက်ကအမြန်ဆုံးရေထဲဆင်းရေကူးခဲ့ရတယ်ကမ်းခြေမှာတော့ဂျက်ကအေးချမ်းချမ်းနေထိုင်တယ်နောက်ဆုံးမှာဆရီနာနဲ့မန်တူပြန်လာပြီးဂျက်ကသူ့ရဲ့သူ့ကိုယ်သူပြင်ဆင်ထားတယ်ဆရီနာကသူ့ကိုရပ်တန့်ဖို့စူးစမ်းခဲ့တော့လေဂျက်ကသူ့ကိုဆွဲထုတ်ပြီးလက်နက်တစ်ခုနဲ့မန်တူကိုပစ်လိုက်တယ်နောက်ကျောကိုချလိုက်တယ်ပြီးတော့ဆရီနာကဂျက်ကိုထိန်းချုပ်ပြီးမန်တူကဂျက်ရဲ့မျက်နှာကိုထိုးပြီးရေထဲကိုဆင်းသွားခဲ့တယ်အရန်ငိုနေတဲ့ဆရီနာကဂျက်ကိုရှင်တော်ရက်ဆက်တယ်လို့ပြောတယ်သူကမန်တူကရေကူးပြီးပင်ပန်းသွားခါနာမှာတိုက်ခိုက်တာကြောင့်ပါညတညမှာတော့ဂျက်ကဆရီနာကိုကျူးချိုင်ထားပြီးသူမကိုဘာတွေလုပ်မလဲဆိုတာပြောပြနေတယ်အချိန်ချင်းမန်တူကဂျက်ကိုနောက်ကနေတိုက်ခိုက်ပြီးတခြားတစ်ဖက်မှာတက်လာတယ်ထိုလူနှစ်ယောက်လှူရှားနေစဉ်တဲတောင်ပေါ်မှာဆက်တိုက်နေကြတယ်ဆရီနာကမျက်မှန်ကိုဆွဲပြီးပါဇက်နဲ့ကြိုးတွေကိုဖြည့်တယ်မန်တူကမီးဖိုးဘေးကိုရောက်ပြီးမီးစောကျွဲနေတဲ့တစ်လုံးတစ်ခုကိုယူတယ်ဂျက်ကလက်နက်ကိုယူတယ်အခုတော့သူတို့လက်နက်တွေနဲ့တိုက်နေကြတာပဲဆရီနာကမိမိကိုမိမိလွတ်လပ်သွားတဲ့အခါဂျက်ကိုဝှိုက်ဖြစ်ပြီးမန်တူကဂျက်ကိုမီးထဲထည့်ပစ်လိုက်တော့သူတို့ညောက်လွတ်မြောက်ဖို့အခွင့်အရေးရတယ်ဂျက်ကမီးလောင်နေတဲ့အင်ဂျီကိုရေအိုးထဲရောက်ပြီးမီးပိတ်တယ်
မနက်မိုးမှာဆရီနာကမန်တူးကိုစေးကြောပေးတယ် ဒဏ်ရာတွေရှိပြီးမဲ့သူကဖျားနာနေတယ်လို့ဆာရီနာစိုးရိမ်နေပါတယ်။အဲ့ဒီအချိန်မှာဆာရီနာကမန်တူးရဲ့ဟာလေးနဲ့တခြားတစ်ခုလှုပ်ဆောင်နေပါတယ်။သူမဟာဂျက်နဲ့တူတူလှုပ်ရှားနေပြီးဂျက်ကသူတို့ကိုရှာဖွေနေပြီးအပင်တွေအတိုင်းလိုက်ရှာနေပါတယ်။နောက်ဆုံးမှာတော့သူတို့ကိုတစ်ပင်ထွေပေါ်မှာတွေ့ရှိလိုက်ပါတယ်။ဒီလိုနဲ့ဂျက်ကမန်တူးကိုတတ်ဖို့လက်နက်ထုတ်လာတော့ဆာရီနာကသူ့ကိုထိတ်လန့်ပြီးတားဆီးဖို့ကြိုးစားပါတယ်။သူတို့နှစ်ယောက်မြေပြင်ပေါ်မှာတိုက်ခိုက်ကြပြီးမန်တူးဟာမြားပေါ်ပြန်ကျပြီးတေဆုံးသွားပါတယ်။တနည်းအကြမှာစီဝါကြီးတင်ပေါ်အစီနဲ့မိသားစုတစုကကျွန်းကိုခီးသွားလာတယ်။သူတို့ဟာဆာရီနာကိုအိမ်လေးထဲမှာအိတ်နေတာတွေ့ခဲ့တယ်။မိသားစုကသူ့ကိုခေါ်သွားဖို့သဘောတူပြီးသူမကသွားခဲ့ပြီးလှီပေါ်မှာဆာရီနာကနောက်ဆုံးတော့စားရကောင်းကောင်းကိုပြန်စားခွင့်ရတယ်။ကျွန်းရဲ့ခန်းစားမှာတော့ဂျက်ငါးဖမ်းနေချိန်မှာတော့ဆာရီနာစီးလာတဲ့တင်ပေါ်ရဲ့ရှောက်လာမှာလမ်းလျှောက်သွားတယ်။သူကလက်လှုပ်ပြီးကူနီပါဆိုပြီးစူးစူးညံ့ညံ့ပြောနေခဲ့တယ်။ဒါပေမဲ့ဆာရီနာကမစေကြည့်တော့ပဲတင်ပေါ်ကသူ့ကိုမခေါ်ပဲထွက်သွားပါတော့တယ်